ဟိန်းဝင်ရမိသားစုကြားမှာအတင်းတိုးပြီးဓာတ်ပုံရိုက်မိရကြောင်းပဲပဲလော်ကြားစားညက်တဲ့အဖြစ်မျိုးရောက်ခဲ့ရတဲ့နောက်ဖော်ရထားပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မနေတတ်မထိုင်တတ်အလိုက်တီးတဲ့မှုမရှိပဲသူများမိသားစုကြားအတင်းတိုးဝေပြီးတော့ဓာတ်ပုံရိုက်လို့ပဲလော်ကြားစားညက်ခဲ့ရတာကတော့တရုတ်ဆောင်မင်းသမီးနောက်ဖော်ရထားပါနောက်ဖော်ရထားကဒီလိုမျိုးအလိုက်မသိဟိန်းဝင်ရနဲ့သူ့အမေကြားမှာတိုးနေလို့ဟိန်းဝင်ရရဲ့အမေဆိုရင်ရုပ်ပြက်စင်ပြက်စိတ်ဆိုးဒေါသထွက်စုပုတ်နေရပါဒါကတလေကျရင်အသေးဖွဲလေးလို့ထင်ရတဲ့အပြုမှုလေးတစ်ခုကနေအကြီးကျယ်ဝေဖန်ပြောဆိုစရာတွေဖြစ်ပြီးတော့အင်တာနက်ပေါ်မှာပွဲဆိုသွားတတ်တာမျိုးတွေရှိပါတယ်။အခုလည်းအနုပညာရှင်စုံတွဲလေးဖြစ်တဲ့ဟင်းဝရနဲ့ဆိုပြည့်တဲ့ဇင်တို့ရဲ့မကြာသေးခင်ကကျင်းပခဲ့တဲ့စီဇန်မင်္ဂလာပွဲကနော်ဖော်ရထားအတင်းတိုးနေတဲ့ဗီဒီယိုဖိုင်တစ်ခုဟာပရိသတ်တွေကြားမှာအရန်ကိုပြန့်နှံ့နေပြီးတော့လူပြောအရန်များနေပါတယ်။အထူးသဖြင့်သူများမိသားစုတွေဓာတ်ပုံရိုက်နေတဲ့အချိန်မှာအတင်းတိုးဝင်တယ်လို့ဖြစ်သွားပြီးတော့သူတို့သားရဲ့မိမိကမျက်နှာကြီးစူပုတ်သွားရတဲ့အထိဖြစ်ခဲ့တဲ့နော်ဖော်ရထားရဲ့ဗီဒီယိုဖိုင်ကြောင့်အနေမတက်အထိုင်မတက်ဆိုတဲ့ဝေဖန်မှုတွေနဲ့ဆူညံသွားခဲ့ပါတယ်။ဖြစ်ပုံကတော့နော်ဖော်ရထားကကျင်းပုံဇလန်တွဲမှာအတူတူတရုပ်ဆောင်ခဲ့ပူပြီးတော့သူရဲ့အမလိုလည်းဖြစ်နေတဲ့ဆိုဗီယက်ဇင်ရဲ့အထူးခြားဆုံးနေ့လေးကိုဂုဏ်ပြုဖို့တက်ရောက်ခဲ့တာပါ။ဒါပေမဲ့ပြဿနာကအမတ်တရဓာတ်ပုံရိုက်တဲ့အချိန်မှာစတင်ခဲ့ပါတယ်။ဟိန်းဝင်ရနဲ့ဆိုဗီယက်ဇင်တို့ရဲ့နှစ်ဖက်မိဘဆွေမျိုးတွေကအမတ်တရဓာတ်ပုံရိုက်ကူးဖို့အတွက်တန်းစီနေရယူကြတဲ့ချိန်မှာနော်ဖော်ရထားကဘာမဆိုင်ညာမဆိုင်အတင်းဝင်တိုးပြီးတော့နေရယူလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်ထဲမှာမြင်တွေ့ရတဲ့အမြင်ကွင်းအရဆိုရင်နော်ဖော်ရထားဟာသူတို့သားလောင်းဟိန်းဝင်ရနဲ့သူ့ရဲ့အမေဖြစ်သူဒေါ်ဆန်းဆန်းဝင်းတို့ကြားတဲ့ကိုတဲမက်ကြီးဝင်ရလိုက်တာပါ။ဒီမြင်ကွင်းကိုတွေ့လိုက်ရတဲ့ဟိန်းဝင်ရရဲ့အမေဒေါ်ဆန်းဆန်းဝင်းကတော့သူသားနဲ့သူကြားတဲ့ကိုအတင်းတိုးဝင်လာတဲ့နော်ဖော်ရထားကြောင့်မျက်နှာကြီးချက်ချင်းစုပုတ်ပြီးတော့မကျေနပ်တဲ့အရေးအယောင်တွေအထင်သားမြင်တွေ့ခဲ့ရပါတယ်။တစ်ဖက်မှာလည်းနော်ဖော်ရထားကိုယ်တိုင်ကအနေရခတ်တဲ့အခြေအနေမျိုးဖြစ်နေရကိုဗီဒီယိုထဲမှာတွေ့ရမှာပါဒီဗီဒီယိုကိုကြည့်လိုက်ရတဲ့လူတိုင်းကတော့နော်ဖော်ရထားကိုပဲအဓိကထားပြီးတော့မိကုံထုတ်ခဲ့ကြပါတယ်ဘာဖြစ်လို့သူများမိသားစုဓာတ်ပုံရိုက်နေတဲ့ကြားထဲမှာအတင်းဝင်တိုးရတာလဲအနေအထိုင်မတက်ဘူးလားဆိုတဲ့မှတ်ချက်တွေနဲ့ဝေဖန်ခဲ့ကြပါတယ်တချို့တွေကဆိုရင်ဟာတာနော်ပြီးတော့နော်ဖော်ရထားဝင်ရလိုက်တော့ဟေးဝရန်ကအလဲမောင်ညာဘက်မှာဆိုပြတဲ့စဉ်ဘယ်ဘက်မှာနော်ဖော်ရထားနဲ့မိန်းမနှစ်ယောက်ရတယ်လို့ဖြစ်နေပြီလို့ပြောဆိုခဲ့ကြပါသေးတယ်ဒါပေမဲ့ဒီဖြစ်ရဲ့နောက်ွယ်ကတကယ်အဖြစ်မှန်ကိုပြန်ကြည့်လိုက်တဲ့အခါမှာနော်ဖော်ရထားကိုဒီလိုဝင်တိုးအောင်လုပ်လိုက်တဲ့တရက်ခန့်အစစ်ကမင်းသမီးကြီးဆိုမြတ်သူစားဖြစ်နေတာကိုတွေ့ရပါတယ်။မာကြီးဆိုခေါ်ဆိုမြတ်သူစားကနော်ဖော်ရထားနဲ့စကားဆက်မိပြောနေရင်ကနေမိသားစုဓာတ်ပုံရိုက်ဖို့လူစုလိုက်တဲ့အခါမှာလာညီမလေးတခါတည်းအမတ်တရဓာတ်ပုံဝင်ရိုက်လိုက်ဆိုတဲ့သဘောနဲ့လက်ကဆွဲခေါ်နေပြီးတော့နေရာချပေးလိုက်တာဖြစ်ပါတယ်။လူကြီးတယောက်ကအားတက်တရောခေါ်တဲ့အခါမှာအားနာပြီးတော့မငင်းတာတဲ့အချိန်ကြီးကြောင့်နော်ဖော်ရထားတယောက်ပေးလော်ကြားစားညက်တယ်လို့ဖြစ်ပြီးတော့အခုလိုအထင်လွဲစရာမြင်ကွင်းကြီးဖြစ်သွားခဲ့ရတာပါဒီအဖြစ်မှန်ကိုသိသွားတဲ့အခါမှာပရိသတ်တွေရဲ့အမြင်တွေကနှစ်ပိုင်းကွဲသွားပါတယ်။တချို့ကမာကြီးဆိုးကြောင့်ဖြစ်ရတာလို့ဆိုကြတယ်လို့လူအများစုကတော့နော်ဖော်ရထားနေနဲ့အလိုက်သေးစိတ်ရှိတဲ့နယ်လို့ထောက်ပြကြပါတယ်။မာကြီးဆိုးကအတင်းခေါ်ရင်တောင်မှဒါဟာနှစ်ဖက်မိသားစုတီးတဲ့ဓာတ်ပုံရိုက်ကူးတဲ့အချိန်ဆိုတာကိုသိပြီးတော့ရပါတယ်မမကြီးဆိုပြီးမှပဲတီးတဲ့ရိုက်တော့မယ်လို့ရင်ကျေးစွာညင်းဆန်ပြီးတော့နောက်ဆုတ်ပေးတဲ့နယ်လို့ဆိုကြပါတယ်။အခုတော့အာနာမှုတစ်ခုကြောင့်အနေထိုင်မတက်တဲ့သူတယောက်လိုအပြောခံရပြီးတော့လူပြောစရာဖြစ်ခဲ့ရတာပါကဲပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းသိကြပါတယ်ဒီကိစ္စမှာအာနာတက်လို့အခက်တွေ့ခဲ့ရတဲ့နော်ဖော်ရထားဘက်ကရက်တီပေးခြင်းလားဒါမှမဟုတ်အလိုက်တသိနဲ့ငင်းခဲ့တဲ့နယ်လို့မြင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်